အားလုံးမင်္ဂလာပါရှင်သုံးမှတွေပါအခုအတူပါဒီနေ့သုံးမှတွေကိုကန်တရာလိုက်ပို့ပေးဖြစ်ပါတယ်အပြင်ကိုမခေါ်ထုတ်ရကြတာဖြစ်တဲ့အတွက်ကျမတို့ညနေခင်းမှာကန်တရာလိုက်ပို့ပေးတာပါမောင်နှမတွေကတော့တယောက်နဲ့တယောက်အရန်ကိုမှချစ်ကြပါတယ်ရှင်တခါတလေရှင်ဖြစ်ကြကလွယ်လို့ပေါ့ရှင်ဒါကတော့သုံးမရဲ့အမေကျမနဲ့ကျူဆန်ဖြစ်ပါတယ်ရှင်စကားမဆက်ကျမချော်လာဟင်စားတာပါကျမသိပါတယ်ကျမချော်ပါတယ်ကျမချော်လို့ကျမကလေးတွေကချစ်ဖို့ကောင်းနေတာပါရှင်ဆိုတော့ကျမဒီနေ့အကုန်မြမှာပွဲရှိတာနဲ့သူတို့ဒီနေ့အပြည့်ပို့ဝေကိုဂတိပေးတာလေဆိုတော့မအားတဲ့ဂျာနဲ့တစ်ဖြတ်ပေါ့ကွယ်စိတ်ချမ်းသာကလေးတွေအားနဲ့လိုက်ပို့ပေးတာပါပြီးလို့ရှိရင်ကျမတို့ကဒီညနေမင်္ဂလာဆောင်တွားဖို့လည်းရှိတယ်ပေါ့နော်ဒါကိုလည်းသူတို့နဲ့အတူတူတွားဖို့အတူတူလိုက်ခဲ့ဖို့ပြောတာတဲ့အားကြောင့်အဲ့ဒါမင်္ဂလာဆောင်တွားဖို့ကျမတို့တွေပေါ့နော်ပြင်ဆင်နေတာပါခုကပေါ့တက်ပြီးဆိုလို့ရှိရင်ကျမတို့မင်္ဂလာဆောင်တွားပါမယ်အားလုံးတက်တာပါရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်သုံးမှတွေကတော့ပျော်နေပါပြီနော်